This sort of game you a buying game young me a layer in the chair, cow like the chair how we pay like I don't know you to die in the pine pit. The year table, the pine light. At the door, need the fool to cool, don't like it. Jenny, how by the call so. One might do, not pine to pine no coy, thou, not pine to pine. A pine game or no, a pine is raw fresh. The what upon my year, I'll pine with Amago, pine jello, coy, no. Darling, let have your open I aesthetic a lady nally on a bar, upon numerata ago denominator. ဒါပီဇာလေးတစ်ချက်ပေါ့နော်ပီဇာလေးတစ်ချက်ကိုနှစ်ပိုင်းပိုင်းထားတယ်တစ်ပိုင်းကိုစားလိုက်တယ်ဆိုတော့ပေါ့နော်ဒီဟာလေးကိုခြေထားတယ်ပေါ့အဲ့တော့ဒီမှာ fresh မှာရေးမယ်ဒီအပိုင်းကိန်းမှာရေးမယ်ဆိုရင်သူကစုစုပေါင်းရှိတာကိုပိုင်းခြေ denominator မှာရေးပြီးတော့မှစားလိုက်တဲ့ဒီအပေါ်တစ်ချက်ကိုတော့ numerator ပေါ့ဒီပိုင်းဝေမှာရေးတယ်ရှိတာနှစ်ပိုင်းရှိတယ်ပီဇာကိုတစ်ပိုင်းကိုစားလိုက်တယ်တစ်ပိုင်းကိုဝိုင်းပြီးပိုင်းဝေမှာရေးတယ်ပေါ့နော်အဲ့တော့ဒီဟာကိုဘယ်လိုခေါ်လဲဆိုရင်နှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းရှိတာတစ်ပိုင်းစားလိုက်တယ်ဒါပီဇာကြီးတစ်ချက်ပေါ့နော်အဲ့တော့ fraction ဆိုတော့1 by 2လို့ခေါ်တယ်ဒါကကျတော့ဟိုပါပေါ့နော်အပိုင်းကိန်းပေါင်းခြင်းပေါ့အပိုင်းကိန်းပေါင်းခြင်းဒီမှာ၄ပိုင်းတစ်ပိုင်းပီဇာတစ်ချက်လို့မျက်လုံးထဲမှာမြင်လိုက်၄ပုံပုံထားတယ်အညီအမျှ၄ပုံပုံထားတာကိုတစ်ပုံကိုခြေထားဒါဆို၄ပိုင်းတစ်ပိုင်းသူကအစုစုပိုင်းရှိတာကိုတော့ပိုင်းချိန်မှာရေးပြီးတော့မှခြေထားတဲ့ဒီတစ်ခုပေါ့နော်တစ်စိတ်ကိုတော့ပိုင်းဝေမှာရေးတယ်ဒါကကျတော့၄ပိုင်းနှစ်ပိုင်းဒီလိုပဲအညီအမျှ၄ပိုင်းစိတ်ထားတယ်၄အဲ့ဒီကနှစ်စိတ်ကိုခြေထားတော့၄ပိုင်းနှစ်ပိုင်းပေါင်းမယ်ဆိုတော့ပိုင်းခြေတွေတူနေတယ်ဆိုရင်ပိုင်းဝေတွေကိုပေါင်းလိုက်မပေါင်းမဲနဲ့ဒီပုံကြည့်လိုက်တာနဲ့ဒီမှာဘယ်နဲ့ဒီအဝါဘယ်လောက်လဲအစိတ်ကဘယ်နဲ့စိတ်တစ်စိတ်နှစ်စိတ်သုံးစိတ်ရှိတယ်တစ်စိတ်နှစ်စိတ်သုံးစိတ်ဆိုတော့၄ပိုင်း၃ပိုင်းအဖြေကိုကြည့်လိုက်တာနဲ့ပုံကိုကြည့်လိုက်တာနဲ့အဖြေကတည်နေပြီ၄ပိုင်း၃ပိုင်းအခုဒီမှာတစ်စိတ်သူခြေထားတဲ့ဟာလေးတွေပဲပြန်ပြီးဒီမှာခြေကြည့်လိုက်ဒီအောက်ကဒီဟာဒီမှာခြေတယ်ဒီမှာခြေတယ်ဆိုတော့ဒီမှာတွေမဲ့ဘာဖြစ်သွားလဲ၄ပုံပုံရ1 2 3 4ပိုင်းတော့အခုကဒီမှာလည်းပိုင်းခြေတွေကတူနေတယ်ပိုင်းခြေတူတဲ့အခါကျတော့ပိုင်းဝေတွေကိုပေါင်းပြရမယ်ပိုင်းဝေတွေကိုပေါင်းမယ်1အပေါင်း2ဆိုတော့3ပိုင်း4 4ပိုင်း3ပိုင်းဒါအခုကျတော့အပိုင်းကိန်းနှုတ်တာအခုဒီမှာဆိုရင်5ပိုင်း sorry 6ပိုင်း5ပိုင်းဆိုဒီဆောက်ပိုင်းတစ်ခုကို6ပိုင်းပေါင်းလိုက်တယ်မုတ်တစ်ခုပေါ့နော်ဒီမုတ်တစ်ခုကို6ပိုင်းပိုင်းလိုက်တယ်6ပိုင်းပိုင်းအဲ့ထက်ကနေ5ပိုင်းကိုသူကယူမှာဆိုတော့5ပိုင်းကိုခြေလိုက်တယ်ဒီမှာကျတော့6ပိုင်း2ပိုင်း6ပိုင်း2ပိုင်းဆိုတော့မုတ်ကို6ပိုင်းပိုင်းနဲ့2ပိုင်းကိုခြေလိုက်တယ်နှုတ်မှာဆိုတော့အခုဒီမှာဒီ6ပိုင်းနဲ့ကနေပြီး5ပိုင်းကိုခြေထားတယ်ဒီမှာ2ပိုင်းကိုနှုတ်လိုက်မယ်ဆိုရင်ဒီ2ပိုင်းကိုဖယ်လိုက်မှာပေါ့နော်ဒီ2ပိုင်းကိုဖယ်လိုက်မယ်ဆိုရင်ဘယ်2ပိုင်းကျန်လဲဆိုတော့3ပိုင်းကျန်တယ်အဲ့တော့5ပိုင်း6ပိုင်း5ပိုင်းနဲ့6ပိုင်း2ပိုင်းကိုနှုတ်မယ်ဆိုရင်6ပိုင်း3ပိုင်းကျန်တယ်အဲ့ဒီတော့သူကဒီမှာပိုင်းကြီးရလဲတူတယ်ပိုင်းကြီးတူမှာပိုင်းဝေရနှုတ်လို့ပေါင်းလို့ရတာဆိုတော့နှုတ်မယ်နှုတ်လိုက်တော့3ပိုင်း6ပိုင်းအဲ့လိုမျိုးအလိုပါပေါ့နော်အလီဝင်လို့ရတာမျိုးဆိုလို့ရှိရင်3 3 3 2 6အဖြေက2ပိုင်း1ပိုင်း1 by 2အဲ့တော့ဒီမှာခြေကြည့်လိုက်ရအောင်ဆိုအခုဒီမှာကဒီ2ပိုင်းကိုနှုတ်လိုက်တော့ဒီ3ပိုင်းကျန်တယ်ကျန်တာကဒီ3ပိုင်းကျန်တာပေါ့နော်ဒီ3ပိုင်းအဖြေကအဲ့လိုမျိုးအဖြေကအဲ့လိုဖြစ်သွားနှုတ်တာဒါအပိုင်းခြေတွေတူမှာပိုင်းဝေကိုနှုတ်လို့ပေါင်းလို့ရပါတယ်ဟုတ်